အားလုံးပဲမင်္ဂလာပါညီမကတော့Busan National University ရဲ့ Environmental Engineering major မှာ second year second semester တက်ရောက်နေရဲ့ညီမကျောင်းသူမိသက်မြတ်လို့ဖြစ်ပါတယ်ဟုတ်ပြဝမ်းသာပါဒီမေဂျာကိုရွေးဖြစ်ခဲ့တဲ့အကြောင်းရတော့အထူးသဖြင့်ညီမ chemistry နဲ့ bio ဘက်ကိုအရင်စိတ်ဝင်စားရပေါ့နော်ပြီးတော့ဒီ Busan National University ရဲ့ဒီ Environmental Engineering major ကလည်းဒီ chemistry နဲ့ bio ကိုအသုံးချပြီးတော့ကမ္ဘာကြီးမှာတခုလက်ရှိဖြစ်ပေါ်နေတဲ့ environmental problem တွေဖြစ်တဲ့ဒီ air pollution တို့ water pollution တို့အဲ့ဒီအပိုင်းကိုသွားတဲ့အတွက်ကြောင့်ဒီ Environmental Engineering major ကိုရွေးဖြစ်ခဲ့ပေါ့ပြန်ကြတော့ညီမတို့ဒီဘူဆန်မှာနံပါတ်1ဖြစ်တဲ့ National University ဖြစ်တယ်လို့ညီမတို့ဒီ Environmental Engineering ဌာနကလည်းညီမစိတ်ဝင်စားတဲ့အပိုင်းအနေနဲ့ကိုက်ညီမှုရှိတဲ့အတွက်ကြောင့်ဒီ PNU ရွေးဖြစ်ခဲ့ရပေါ့အများဆုံးကတော့ Korean track တွေပေါ့ဒါပေမဲ့ညီမတို့ဌာနမှာတော့ English track တွေလည်းအများကြီးရှိပါတယ်ဟုတ်အဲ့ဒါတွေတော့ကတော့ညီမကမှ second year second semester student ဆိုတော့အဲ့ဒါနဲ့တိတ်ပြီးတော့မရင်းနှီးသေးတဲ့လူတစ်ယောက်ဖြစ်နေရပေါ့နော်ဒါပေမဲ့ညီမတို့ဌာနမှာဆိုလို့ရှိရင်တော့ကိုစိတ်ဝင်စားတဲ့အပိုင်းကိုသွားလို့ရနိုင်တယ်ပေါ့ဘယ်လိုမျိုးလဲဆိုတော့ဥပမာဆိုညီမတို့ဌာနမှာဆိုလို့ရှိရင်air pollution မိုင်းရှိမယ်water pollution မိုင်းရှိမယ် water pollution ဆိုတော့ရေတို့ညဉ့်ညံတဲ့အတွက်ကြောင့်အဲ့ဒီ water တွေကိုညီမတို့ဘယ်လို treatment လုပ်ရမလဲအဲ့အပိုင်းရှိမယ်အဲ့ခေါ်ကြခုနညီမပြောခဲ့သလိုပဲ biology ဆိုတော့ညီမတို့ဒီ microorganism လေးတွေကိုသုံးပြီးတော့ဒီ water treatment ပေါ့ရေကိုတန့်ရှင်းအောင်ဘယ်လိုလုပ်ရမလဲအဲ့လိုအပိုင်းတွေရှိတယ်ပေါ့အဲ့လိုအပိုင်းကိုစိတ်ဝင်စားတဲ့အပိုင်းကိုရွေးချယ်ပြီးတော့ professor ကိုတိုက်ရိုက်ဆက်သွယ်လို့ရတယ်တိုက်ရိုက်ဆက်သွယ်ပြောလို့ရှိလို့ရှိရင် professor နဲ့ဆွေးနွေးကြည့်လို့ရတယ်ပေါ့ခက်ခဲတဲ့ဘာသာရပ်တွေခက်ခဲတဲ့ကာလတွေတော့ရှိတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ညီမကိုရီးယားလူမျိုး3လပိုင်းမှာကျောင်းဆက်တဲ့လူမဟုတ်ဘဲနဲ့9လပိုင်းမှာကျောင်းဆက်တဲ့လူဖြစ်တဲ့အတွက်ကြောင့်ဆမစာကြောင်းရရင်ဖြစ်နေရပေါ့နော်အဲ့တော့ကိုရီးယားလူမျိုးတွေသင်မိသားဘာသာရပ်တွေကိုမသိရသေးပဲနဲ့အထက်ပို့ပြီးတော့တစ်ဆင့်မြင့်တဲ့ဘာသာရပ်တွေကိုသင်တဲ့အခါမှာအရင်အခက်ခဲရှိရပေါ့ဥပမာပြောလို့ရှိလို့ရှိရင်ညီမတို့မိသားမှာဆိုလို့ရှိရင် chemistry 1 chemistry 2 တက်ရတယ်ဒါပေမဲ့ second semester မှာကျတော့ chemistry 2ပဲဖွင့်တယ်ဒါပေမဲ့အဲ့တော့ chemistry 1မတက်ရသေးဘဲနဲ့ chemistry 2တက်တဲ့အခါမှာနည်းနည်းကိုနဲ့တိတ်မရင်းနှီးသေးတဲ့အခြေအနေမျိုးဆိုတော့အဲ့လိုအခြေအနေကတော်တော်ခက်ခဲပါတယ်ဒီမှာတော့အများကြီးရှိရဆိုတော့ကျွန်တော်တို့ Busan National University မှာဆို Civil Engineering ရှိမယ် Architecture ရှိမယ် Architecture Engineering ရှိမယ် Environmental Engineering အဲ့လိုမျိုးမျိုးရှိရပေါ့နော်ဒါပေမဲ့ညီမသိရသလောက်ဆိုရင်တော့တခြားကျောင်းတွေမှာဆိုလို့ရှိရင် Civil and Environmental Engineering ဆိုပြီးတော့ department တစ်ခုထဲမှာပဲအဲ့လို major တစ်ခုထဲရှိနေတာမျိုးအဲ့လိုမျိုးလေးလည်းရှိရပေါ့အဲ့တော့တခြားကျောင်းတွေကိုညီမစုံစမ်းကြည့်ရသလောက်ဆိုရင်ပေါ့နော် Civil ဖြစ်တဲ့ structure ဘိုင်းကိုလည်းသင်တယ်ဘာလို့ဆိုလို့ရှိရင် Environmental ဖြစ်တဲ့ဒီ environment ကိုဘယ်လိုကာကွယ်ရမလဲဘာညာအဲ့လိုမျိုးနှစ်ခုရောပြီးတော့တင်တဲ့အကြောင်းတွေရှိရပါမယ်ညီမဒီမှာကျတော့ civil engineering ဆိုလို့ရှိရင်တော့ညီမအထင်ပေါ့နော်ဒီတိုင်း structure by construction ပိုင်းကိုသွားမယ်ပေါ့ environmental engineering ကျတော့လုံးဝ structure by construction ပိုင်းနေလုံးဝမဟုတ်တော့ဘဲနဲ့ဒီ environment ကိုဘယ်လိုမျိုး engineering နည်းအရengineering technique အရာဘယ်လိုဖြည့်ရှင်းမလဲဆိုတဲ့ဘိုင်းကိုသွားတယ်ပေါ့အဲ့တော့ညီမပြောချင်တဲ့သဘောကကြတော့ညီမတို့ပြန်ညမကြတော့ဘာသာရပ်တစ်ခုတည်းကိုပဲ focus ထားပြီးတော့သင်မေးတယ်လို့မြင်ပါတယ်environment engineer ကိုရွေးချယ်နေလူတော်တော်များများဟိုညီမတို့အခုဆိုလို့ရှိရင်အားလုံးသိတဲ့အတိုင်းပဲကမ္ဘာကြီးက environmental problem တွေအများများနေရလေကိုကအဲ့ဒီ problem တွေကိုဒီengineering နည်းနဲ့ဖြည့်ရှင်းတဲ့လူတွေဥပမာဆိုလို့ရှိရင်ဒီ physics သင်္ချာအဲ့လိုအတွက်ချက်ပိုင်းတွေကိုကြိုက်တဲ့လူတွေအဲ့လိုမျိုးဆိုလို့ရှိရင်တော့ရွေးတင်တယ်လို့ထင်ရတော့နော်ဟုတ်ပြန်ညမှာတက်ဖို့ဆိုလို့ရှိရင်တော့ပထမဆုံးအနေနဲ့ကိုရီးယားဘာသာစကားကိုခုနကပြောခဲ့သလိုကိုရီးယားဘာသာစကားကိုအရင်ချွတ်ချင်အစင်မဟုတ်ရင်တော့မှပဲပြောနိုင်ဆိုနိုင် communicate လုပ်နိုင်တဲ့အခြေအနေမျိုးဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်ပြီးတော့အားလုံးသိကြတဲ့အတိုင်းပဲနိုင်ငံခြားမှာကြောင်းတက်ဖို့ဆိုရင်တော့ physically အရာရော mentally အရာရောပို့ကြိုပြီးတော့ပြင်ဆင်ထားတဲ့နေပေါ့နော်ဘာလို့ရှိရင်ဒီမှာကိုရီးယားမှာကြောင်းတက်မယ်ဆိုတော့ major ရွေးရညီမတို့ major ရွေးတဲ့အခါမှာကိုတကယ်စိတ်ဝင်စားတယ်ကိုယ့်ရဲ့ဒီစိတ်ဝင်စားမှုတဲ့အပိုင်းနဲ့ကိုက်ညီတဲ့ major ကိုရွေးဖို့လဲအကြံပြုချင်ပါတယ်အဲ့တော့ပြန်ယူမှာကြောင်းတက်ရတာပြောတာဘလို့တင်လဲပြန်ယူမှာကြောင်းတက်ရအမှန်တမ်းပြောရင်တော့ PNU မှာကျောင်းတက်ရပြောရဖို့တော့အဲ့လိုဆို PNU မြန်မာ community ရှိနေတဲ့အပြင်မြန်မာတကယ်ချင်းတွေလည်းအများကြီးရှိတော့
ပြောပါတယ်ဒါပေမဲ့အခါလေးကြာရင်တော့အကြောင်းနဲ့ပတ်သက်တဲ့ stress တွေအလုံးနဲ့ပတ်သက်တဲ့ stress တွေအဲ့လို stress တွေရှိတဲ့အခါမှာဆိုရင်တော့နည်းနည်းမပြောဘူး ရောနေ